အဆောက်အုံမပြိုကျအောင်သူ့ရဲ့စွမ်းအင်အားလုံးကိုအသုံးပြုခဲ့တဲ့တစ်ချိန်တည်းမှာပဲ Mysterio ကနောက်ဆုံးတော့သူ့ရဲ့ခွန်အားလုံးကိုစုစည်းနိုင်ခဲ့တဲ့သူ့လက်တွေကနေကြီးမားတဲ့စွမ်းအင်တစ်ခုကိုထုတ်လုပ်ပြီးရေမိတ်စာကိုလုံးဝပိတ်မိသွားစေခဲ့တဲ့အားကောင်းတဲ့တစ်ချက်နဲ့မိတ်စာရဲ့ခန္ဓာကိုယ်ကိုလူတိုင်းရှေ့မှာဆွဲဖြတ်လိုက်တဲ့လူအုပ်ကြီးကသူ့နာမည်ကိုကြားတော့ချက်ချင်းပဲဝမ်းသာအားရအော်ဟစ်အားပေးခဲ့ကြတဲ့မီဒီယာတွေကသူ့ရဲ့ကောင်းလုပ်ရက်တွေကိုအဆက်မပြတ်ကြေညာပြီး Mysterio ဆိုတဲ့နာမည်ပြောင်းအသစ်ပေးနေချအိမ်မှာပဲမီဒီယာတွေကသူ့ရဲ့ကောင်းလုပ်ရက်တွေကိုအဆက်မပြတ်ကြေညာပြီးနာမည်ပြောင်းအသစ်တစ်ခုပေးခဲ့ပါတယ်သူ့ခန်းထဲကိုပြန်ရောက်တော့ပီတာက Nick Fury ကသူ့ကိုစောင့်နေတာကိုအံ့ဩသွားခဲ့တယ်မကြခင်မှာပဲသူတို့ဟာရှာဌာနချုပ်ကိုဦးတည်သွားခဲ့ကြတယ်အဲ့ဒီမှာပီတာက Mysterio နဲ့ပြန်တွေ့ခဲ့တယ် Mysterio ကသူဟာ Jason Blue 3ကောင်ကိုအနိုင်ယူနိုင်ခဲ့တယ်လို့ပြောဆိုခဲ့ပြီးနောက်ဆုံးကြံရှိနေတဲ့ချင်းချောက်မှုကတော့အန်ရရှိဆုံးမီဂျက်စင်ပဲလို့သိရပါတယ်ဘေးရန်ရည်ကိုကာကွယ်ဖို့အတွက် Fury ကနောက်နေ့မှာပီတာကိုဖမ်းဆီးရေးမစ်ရှင်မှာပါဝင်ဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ပီတာကဒီချင်းချောက်မှုကိုရင်ဆိုင်ဖို့သူ့မှာအင်အားမလုံလောက်ဘူးလို့ခံစားခဲ့ရပါတယ်ပိုပြီးအစွမ်းထက်တဲ့ Avengers ရဲ့အကူအညီကိုတောင်းခံတင်တယ်လို့တောင်ထင်ခဲ့မိတယ်ပီတာကဆက်လက်ညှင်းဆန်နေတာကိုမြင်တော့ Fury ကသူ့ကိုခဏလောက်လွှတ်ပေးဖို့ပဲရွေးချယ်စရာရှိခဲ့တယ်နောက်တစ်နေ့မှာပီတာကသူ့ရဲ့ခီးစဉ်ကိုပုံမှန်တိုင်းဆက်လုပ်သွားဖို့ရည်ရွယ်ထားပါတယ်ဒါပေမဲ့ Fury ကသူ့ရဲ့အာဏာကိုအသုံးပြုပြီးသူ့ရဲ့ခီးစဉ်ရည်ရွယ်ချက်ကိုတိတ်တဆိတ်ပြောင်းလဲခဲ့တယ်ဆိုတာသူသဘောပေါက်လိုက်တယ်တခြားရွေးချယ်စရာမရှိတော့ပီတာကမစ်ရှင်မှာပါဝင်ခဲ့ရပါတယ်ခီးအလယ်မှာပီတာကတိုနီစတက်ထားခဲ့တဲ့စမတ်မျက်မှန်ကိုဝတ်ဆင်ခဲ့ပါတယ်မျက်မှန်ကိုအသက်သွင်းပြီးနောက်မျက်မှန်မှာဒီလိုခေါ်တဲ့ဉာဏ်ရည်တုနည်းပညာတစ်ခုပါရှိနေတာကိုတွေ့ရှိခဲ့ပါတယ်ဒီစနစ်ဟာ Global Stark Industries ကိုရက်နဲ့ချိတ်ဆက်နိုင်ုံသာမကကာကွယ်ရေးကြိုးလူအများပြားကိုလည်းအသုံးပြုနိုင်ပါတယ်ပီတာကအမိန့်ပေးတဲ့၍ဘယ်သူမဆိုရဲ့သတင်းအချက်အလက်တွေကိုသူ့ရှိမှာတိုက်ရိုက်ပြသနိုင်ပါတယ်